လက်ရှိကျွန်တော်စောနေတဲ့ပုံစံဆိုရင်ကျွန်တော်က4ရက်စောတယ်တရက်နားစောပါတယ်ညနေကိုကျွန်တော်က2နာရီအချိန်ပေးပြီးစောပါတယ်မနေ့ကတော့ကျွန်တော်အချိန်1နာရီပေးပြီးစောပါတယ်ဗျမနေ့ဆိုရင်ကျွန်တော်ကအဓိကကာဒီယိုကိုဦးစားပေးပြီးစောပါတယ်ညနေမှကျွန်တော်ကအလေးမတဲ့ strength training ကိုကျွန်တော်ကစောတာဖြစ်ပါတယ်ဗျမနေ့ပိုင်းကကျွန်တော်တို့ကယ်လိုရီလောင်ကျွမ်းမှုကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကာဒီယိုကိုအဓိကထားပြီးဦးစားပေးစောတာဖြစ်ပါတယ်ကမ္ဘာပေါ်မှာ program ပေါင်းမြောက်များစွာရှိတဲ့အထက်ကကျွန်တော်ရဲ့အခုကျွန်တော်လက်ရှိစောနေတဲ့ပုံစံကတော့ကျွန်တော်က4ရက်စောတရက်နားပုံစံကိုကျွန်တော်ကြိုက်တာဖြစ်ပါတယ်ပထမတရက်ကိုကျွန်တော်ကစက်သားအစိပ်အပိုင်း3ခုကိုစောပါတယ်ပြီးရင်ဒုတိယတရက်ကဂျန်တဲ့စက်သားအစိပ်ပိုင်း3ခုကိုစောတာဖြစ်ပါတယ်ဗျာကျွန်တော်အနေနဲ့ကကျွန်တော်ခန္ဓာကိုယ်ကိုကျွန်တော်အစိပ်အပိုင်း6ခုလို့ပဲကျွန်တော်သတ်မှတ်ထားပါတယ်ပထမတရက်ကိုကျွန်တော်ကရင်ရယ်ကြောရယ်လက်မောင်းရယ်3မျိုးကိုစောပါတယ်ဒုတိယနေ့ကိုတော့ပခုံးရယ်လေကုပ်ရယ်အောက်ပိုင်းရယ်ကိုကျွန်တော်ကစောတာဖြစ်ပါတယ်ဗျဂျန်တဲ့ဘေရီတို့လက်ဖြံတို့ကိုကျွန်တော်ကအဲ့ဒီမှာအချိန်ရရင်ရတော့ကျွန်တော်ဂျားညပ်ပြီးထဲစောပါတယ်အဲ့တော့ကျွန်တော်အခုစောနေတဲ့ပုံစံကဘယ်လိုသွားလဲဆိုတော့ရင်ကြောလက်မောင်းကိုပထမတရက်မှာစောတယ်ပခုံးရယ်လေကုပ်ရယ်အောက်ပိုင်းကိုဒုတိယရက်မှာစောပါတယ်တတိယရက်ကိုကျွန်တော်ရင်ရယ်ကြောရယ်လက်မောင်းကိုပြန်ပြီးတော့မှသွားပါတယ်စရုပ်ထရက်ကိုကျွန်တော်လည်းအဲ့ဒီဒုတိယရက်ဟာပဲပြန်စောပါတယ်ဗာလဲဆိုတော့ပခုံးရယ်လေကုပ်ရယ်အောက်ပိုင်းကိုစောတာဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်ကဘယ်လိုခွဲခြားထားလဲဆိုရင်ပထမအတုပ်ဖြစ်တဲ့ပထမအတုပ်မှာဆိုရင်ရင်ကြောလက်မောင်းစော့တဲ့ရက်ကိုကျွန်တော်ကအလေးနိုင်တဲ့လောက်အလေးကြီးနဲ့စော့ပါတယ်ဒုတိယရက်ဂုတ်ပခုံးအောက်ပိုင်းကိုအဲ့ဒါကိုလည်းကျွန်တော်အလေးကြီးနဲ့နိုင်တဲ့လောက်စော့ပါတယ်ဟုတ်ကဲ့လာပါပြီနောက်ထပ်ဒုတိယအကြော့ဖြစ်တဲ့အဲ့ဒီတတိယရက်မှာခါကျတော့ရင်ကြောလက်မောင်းကိုအလေးနည်းနည်းအချက်ရည်များနဲ့စော့တာဖြစ်ပါတယ်စတုထရက်ဖြစ်တဲ့ပခုံးရယ်လေကုပ်ရယ်အောက်ပိုင်းရယ်ကိုလည်းအဲ့ဒီလိုမျိုးပါပဲအလေးနည်းနည်းအချက်ရည်များနဲ့စော့ပါတယ်ကျွန်တော်အဲ့ဒီပုံစံအတိုင်းကိုပဲစော့တာဖြစ်ပါတယ်ဗျအဲ့ဒါကတော့ကျွန်တော်အခုလက်ရှိကစားနေတဲ့ကျွန်တော်အကြိုက်ဆုံး program အများကြီးတဲကအကြိုက်ဆုံး program တစ်ခုပဲဖြစ်ပါတယ်ဗျကျန်တဲ့ကျွန်တော်တခြား program လေးတွေလည်းဘယ်လိုစော့လို့ရတယ်ဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်